လေသမီးချုံနေမယ် သမီးလို့လည်း ဖေဖေကလည်းသမီးရဲ့ဖေဖေရဲ့ကြိုက်ပြီပါတယ်ချုံနေမယ်နော် သမီးဖြော်တတ်တာမမေကြည့်ပါရဲ့သမီးရဲ့ဒါနဲ့လေဖေဖေကမမေဖြော်တဲ့ကော်ဖီမှတောက်ချင်တာ မမေပြင်မတာဗောမမေရဲ့ဖေဖေလည်းအလုပ်သွားရတော့မှာပြီးတော့မမေလည်းကျောင်းသွားရတော့မှာလေအဲဒါကြောင့်သမီးပဲဖြော်ပြီးပြီနော်မမေကျောင်းနောက်ကျမှာဆိုလို့ အော်ရတယ်သမီးရဲ့မမေသမီးနိုင်လည်းပြင်ပြီးပြီသမီးမမေလည်းဖြော်လိုက်မယ်နော် ဟောဒီက အလုပ်လုပ်တဲ့ချင်းတူတူမမေကဖေဖေကိုအကုန်သိလို့ပြောတယ် သမီးဘာပြောနေရလဲသမီးရဲ့ သမီးကအမှန်ပြောတာလေညနေဆိုဖေဖေကဘာမှလည်းလုပ်တာမဟုတ်ဘူးမမေကပင်ပန်းတဲ့ကြားထဲကနေချက်ရပြုတ်ရဖေဖေကိုပြုတ်ဆွရနေ တော်တင်တယ်မင်းသမီးကိုမင်းမဆုံးမလို့အခုလိုဖေကိုပြန်ပြောနေတာတက်ကကိုဆက်တက်ပါဆိုလည်းမတက်ဘူးလိုက်ရနဲ့စောင်းအုပ်ကြီးတွေပဲရှောက်ဖတ်နေလို့တကြီးစပစ်ကြီးရှောက်ပြောနေသူ့မောက်ကြည့်ဘူးတက်ကကိုဘွက်လဲရပြီဆိုင်ပွင့်ပြီးတော့အိမ်ကြီးရနဲ့အလုပ်လဲရနေပြီ ပွဲရတိုင်းလည်းပညာသက်တယ်လို့ပြောလို့မရပါဘူး။သမီးကမမလို့တက်ကတုံမတက်ရပြီမဲ့အတွေးခေါ်တွေကမညံ့ပါဘူးဖေဖေရဲ့ အမကပြောတတ်နေပြီတင်မင်းသမီးကတော့မလွယ်တော့ဘူးကွာအဲ့ဒါကြည့်ချက်ပြောရပါဦး ဖေဖေကသမီးရဲ့သွားတော့သမီးမတိုင်သွားဖို့လုပ်နေပြီမဟုတ်လား ။အော်နင်းမေသမီးတားရမယ်နော်ဆိုင်ပါနေ။ ကြာလိုက်တာဆိုရ ကြည့်အောင်ရောက်တာနဲ့ပြောပြီ အောင်အဖြစ်စောင့်ရတာကြာလာပြီ သိပါတယ်အောင်ရဲ့ဆွဆွရလည်းလေတယောက်တည်းထွက်လာလို့ရအောင်အချိန်ကြီးကစောင့်နေရသေးတယ်တော်ကြအငယ်မပါလိုက်လာရင်ပြဿနာသိရမလား ကဲဒါဆိုလက်သက်ညနေလဲအောင်လာကြုံပါနော် မှန်ပါအော်အောင်ဟိုဒါနဲ့လေအောင်လည်းသတိထားပြီးနေအောင်နော်အငယ်မကိုကြည့်ရတာနည်းနည်းရိမ့်မိနေပုံပဲသိလား ရိမ့်မိလေအပြိုလူပြိုကြီးစားဖြစ်တာပါဖြစ်လဲဟောတာနဲ့စိတ်ကိုပြောရအောင်မဲ့ခုလိုဆိုင်ငယ်နဲ့ကြိုပို့လုံနေရတော့ညီးငွေလာပြီစကားလေးအေးစစ်စစ်ပြောဖို့ရှာဆောင်နော် အမလေးသိပါတယ်နော်အောင်ကိုလေဆွေရလည်းတွေ့ကျင်ပါတယ်ဆွေကြမှန်ပါမယ်နော်ကဲတွားရအောင် တော့ကြတဲ့ကလုံးကြီးညာတော့ဖြစ်နေအောင်မယ် ဟုတ်ကဲ့ မမကကိုယ်ဆိုင်လေးကိုနည်းနည်းပါးပါးစိတ်ဝင်စားတတ်ပါဘူး။အခုဆိုလည်းကြည့်သင်ရေးသက်တာလည်းထွေးပစ္စည်းတော်လို့ပဲတာလည်းထွေးပစ္စည်းကိုနေရာချတာကထွေးပဲလို့နေရ ထွေးရနင်ကလေအငယ်ဖြစ်ပြီးတော့ငါ့ကိုတိုက်ဆရာလောက်တာပဲငါဒီလောက်တွေလောက်ချင်တာမဟုတ်ဘူးဈေးရောက်တာတို့စီးပွားရေးလောက်တာတို့လေငါနည်းနည်းလေးမှဝါသနာပါမှာအဖေကတင်းလောက်ခံလို့ငါလောက်နေရတာပါဟာ ။ကဲကမမပါဝါနာပါ ဘာဝါသနာပါလားဟာလေရွှေပေါ်မြတ်တင်နေကြပြီယောက်ျားလောက်စားဦးတာလုံးထိုင်စားကြင်လား ။ရပါလိမ့်မယ်ရပါလိမ့်မယ်။ခြေပေါ်မြရင်နေစတဲ့လူကလည်းတိုက်တာတော့ တွေ့ဒီဘာလျှောက်ပြောနေရလဲ မမတို့အကြောင်းမသိဘူးလို့ထင်နေရပါဟုတ်လား။စိန်တက်စီမောင်းတဲ့မိုးအောင်နဲ့အကြောင်းလေအကြောင်းချင်းမှအစုံပဲ လေထွေးရဲ့မဟုတ်ပါဘူးငါတို့ကရိုးရိုးပါဟာ ။မယူယူသူများသွားလေထွေးယူလာမလို့ ။ညလည်းဟဲ့တူတူပြောစမ်းပါ။ဒါဆိုရင်သူလိုက်ကြားကုန်ပါ။မြို့လည်းသွားတိုင်နေအောင်နော် ။တိုင်းတော့မတိုင်းပါဘူးမမရဲ့။ဒါပေမဲ့မမကိုပြောရအောင်မယ်။ထွေးရအကုန်စုံစမ်းပြီးသား။အဲ့ဒီမိုးအောင်ဆိုတဲ့ကောင်ကဆိုင်ကယ်ကိုအငားလုပ်ပြီးသူပိုက်လို့ဆိုင်လုပ်နေတာ။ပြီးတော့သူတို့မိတာကိုကြောင့်မမပါတီးကိုသူရောက်ဖဆိုတနေ့ကုန်မူယူနေတာတဲ့။မမရစိတ်ကူးမြင်စမ်းပါလို့ ။ဟာထွေးရလေ။ငေါ့ပုံစံကြည့်တာဒီလောက်ကြားလာ။ပြီးတော့သူ့ရဲ့အချိန်ကြီးကလည်းဒီလောက်ထိဆုံးမယ်မထင်ပါဘူးဟဲ့ ဟာလူတယောက်ကိုဝတ်တာစားတာကြည့်ပြီးဆုံးဖြတ်လို့မရဘူးမမရဲ့အခုပြစ်ကြီးထဲမှာကြော့နေအောင်ဝတ်ထားပြီးအားကိုးလို့မရတာတပုံကြီးသုံးသပ်ပါနဲ့ဟာမမရဲ့ ။
ဆွေနေရလေပြီလားတိတ်ကြီးကြီးပဲအားကြောင့်မင်းကိုဖေကကြည့်မရလား အမရေနေကတော့တကယ်ကိုမွန်းနေတယ်ကြည့်လားထွေးရတယ်မွန်းအောင်နဲ့ပတ်သက်တဲ့အကြောင်းအစအဆုံးစုံစမ်းပြီးသား အေးပါထွေးရဲ့ငါကလည်းသူ့ကိုယူမယ်လို့မပြောရသေးပါဘူးမိလာရအောင်ပါလေသူ့ငါအစမ်းတွဲကြည့်နေတာပါဟာ ထွေးကတော့ဘာမှမပြောချင်ပါဘူးအမအနေနဲ့မေမေတို့ဖေဖေတို့မသိခင်မှာဖြတ်နိုင်အောင်ကြိုးစားတာအမလိုမျိုးပုံစံကလေပြဿနာတက်လာလို့ရှင်းနိုင်မှာမဟုတ်ဘူး အေးပါထွေးရဲ့နော်ငါဘလောက်ထိအကောင်းကြိုက်တယ်ဆိုတော့လေနင်လည်းသိရတဲ့နဲ့ဒါပဲထက်ကပြောနေတော့မယ် တီးလို့ပြောတာ တာဆိုင်ကတခါလေးပြန်ခဲ့ပြီပေါ့လေ အဲ့ခဲ့ပြီမေရေညမရှိရ ဟဲ့ဒါပဲလားတာရဲ့အမေမနေပြန်တို့ပြန်ဆက်ဖို့ရှိသေးတယ်လို့ပြောထားရတာနဲ့တာရဲ့ အုံနာခပေးပြီးလို့ဒီဖက်ဆန်နဲ့မနေ့ကြံအောင်ခြံထားခဲ့ရတာအမေရဲ့ဒီနေ့ရဲ့ตาလက်ဖက်ဘိုးကိုလည်းတကယ်ချင်းကရှင်းသွားပြီလို့ စိတ်ညစ်ပါတယ်ဟဲ့အခုတော့အိမ်မှာဆာငါကုန်နေပြီနေအမတောင်မလေးမအေးဝင်းတို့စီမှာဆန်သွားချီးနေရတာကဲမိုးချုပ်ပြီလေနင်ရေသွားချိုးတော့လေ ဟုတ်ကဲ့မေတ္တာဆိုตาရီတော့ချိုးလိုက်အောင်မယ် မူလားဘယ်လိုကိုဂယုစိုက်ရမှာလဲကွာဆာမရှိစားကြီးလေဘယ်ကောင်မှဂယုစိုက်ဘူးကိုဘာလာကိုမူလားဘယ်ကောင်မှဂယုစိုက်ဘူးကွာကြောက်ထုံးနေကွာ ကိုကျော်တို့ရဲ့ပြန်လာတာလေအေးစစ်စစ်ပြန်လာတာမဟုတ်အော်တီကြီးပြန်နဲ့ ဘာပြောလဲမင်းကအရက်တမမရလို့ရတာရှစ်တယ်ဟုတ်လားဒီလိုမှသိရင်အစိုးရကအရာရှိကြတော့လောက်ပါတော့လားကွာခင်မတွေ့ရ စိတ်ညစ်ပါတယ်ဒီတစင်းနဲ့ စိတ်ညစ်တယ်ဟုတ်လားအေးမင်းနောက်ထပ်ညစ်ရအောင်မယ်မင်းညစ်အောင်လဲထားလို့အောင်မယ်တွားထွင်းတစ်ခု အေးမိမရေ ဟောဖေးပြန်လာပြီ အေးပါ ညအေးလေးတစ်ခွက်တောက်လိုက်အောင်နော် ထားလိုက်တော့ဒီနေ့တားညောင်းနေတယ်ဆက်တက်နေလောက်စမ်းပါ အလုံးမှာတော်တော်ပင်ပန်းလာတယ်ဒီနေ့ဖေးကြီးရဲ့ ကောင်းတယ် အလုံးများတယ်နေနော်ဖေးကြီး အလိုကတော့သိတဲ့တိုင် ဟဲ့သမီးမမရော အော်တက်ငယ်ချင်းရဲ့အဖေဆိုလားမသိဘူးစိတ်အောင်တက်တာတွားကြည့်မလို့တဲ့မေမေရဲ့ထွက်သွားတာပဲ ဟဲ့သူတယောက်ထဲလား ဟုတ်တယ်မေမေရဲ့အော်ပိုက်စားလိုက်တာဘာဟင်းချက်ထားလဲမေမေ မနေ့ကဟင်းမရှိတယ်သမီးရဲ့ချက်မလို့ပါလေသမီးဖေဖေကညောင်းတယ်ဆိုလို့မမေကနှိပ်ပေးနေရတယ်မချက်ဖြစ်သေးတာသမီး ဟာမိမမင်းလည်းပြင်လိုက်တာပေါ့နည်းနည်းရှော့ပေါ့ ရပြီလား အဲ့လောက်ဆိုတော့ တော်ပဲနော်သမီးဘိုက်စာရင်လေလေလမ်းတိတ်ကမွေးငါသွားစားပါလားသမီးရဲ့ ရပါတယ်မေမေရဲ့သမီးမနက်ကဟင်းနဲ့ပဲစားလိုက်မယ်ပြီးတော့ဆိုင်သက်ပစ္စည်းစည်ရင်းတွေလှုပ်ဆက်ရှိသေးတယ် အော်အေး မေမေလည်းနားလိုက်အောင်နော် သမီးမိတွေဟိုသမီးကြောင်းဆက်တဲ့ဘုတ်ကိစ္စလေးစဉ်းစားအောင်နော်
မိန်းကလေးဆိုတာကဘွက်လေးပါလေသူရထားမှာတွေ့အဲ့ဒါမှသမီးအိမ်အောင်ကြတဲ့အခါယောက်ျားလေးပဲသမီးလေးစားမှာဖြစ်တာ သမီးကဘာလို့အိမ်ထုံပြရမှာလဲဖေဖေရဲ့ အိမ်တော်မပြုလို့ရမလားသမီးရဲ့အလားမရှိတဲ့ယထာလင်းမရှိတဲ့မိန်းမတဲ့မိန်းကလေးဆိုတာစောက်ရှောက်တဲ့လူရှိမှလူတွေကလေးစားမှာ သမီးကအဲ့ဒီဟာတွေကိုအချိန်ကုန်ပြီးမစင်စားချင်ပါဘူးဖေဖေရဲ့သမီးယောက်ျားကြီးပဲအဲ့ဒီယောက်ျားကိုတစ်သက်လုံးပြုစုရတာမျိုးတော့မလုပ်ချင်ဘူး ဟဲ့သမီးဖေဖေကိုဘာတွေပြောနေတာလဲယောက်ျားဆိုတာအိမ်အောင်ဦးစီးလေသမီးရဲ့ဆိုကောင်းခင်မုန်းကိုပြုစုရတာမေမေတို့ရဲ့မိန်းမတွေရဲ့တာဝန်သမီးရဲ့ဘာပဲဖြစ်ယောက်ျားဆိုးတွေကိုပြုစုရတဲ့ဆိုင်မိမိဆိုဘလောက်ကံကောင်းလို့သမီးတို့သိတဲ့အတိုင်းပဲလေဖေဆိုရင်ဟောရုံးဝပြန်လာတာနဲ့အိမ်ကိုတန်းပြီးပြန်လာတယ်အရက်မတော့ဆက်လိမတော့သမီးရဲ့ ဟုတ်တော့ဟုတ်ပါတယ်မေမေရဲ့ဒါပေမဲ့အလုပ်လုပ်လို့ပင်ပန်းလာခြင်းအတူတူမေမေကပဲပြုစုနေရတာလေပြီးတော့မေမေကအိမ်အလုပ်တွေထပ်လုပ်ရသေးတယ်ယောက်ျားတွေကအိမ်ထောင်ဦးစီးဖြစ်ပြီးမိမတွေကဘာလို့အလုပ်ကျွေးပြုတ်လို့ဖြစ်နေရတာလဲမသိဘူးနော် ဒီကောင်မလေးကစကကြီးနဲ့တော်တော်ခက်တယ်တင်းမင်းသမီးကအဲ့ဒါကြောင့်ပေါ့ဝင်ကျင်တယ်မတည့်လားကဲတော်ပါပြီကွာ တော်ပြီလားရှင် အေးတော်ပြီ အိုးဒါဆိုအချိန်ရတော့ဟင်းအိုးလေးတစ်ချက်လောက်ပြေးချက်လိုက်အောင်မယ် အော်ဟုတ်သားပဲဒီနေ့မင်းကျူရှင်တက်မဲ့ကလေးတွေလာမယ်မဟုတ်လား ဟုတ်တယ်ရှင် အေးအဲ့ဒါဆိုလည်းလှုပ်ကွာကိုလည်းရေမချိုးခင်အညောင်းပညာပြေလမ်းလျှောက်လိုက်အောင် အောင်ဆွေကိုပြန်ပို့တော့နော်ဆွေပြန်ခြင်းမီ နေပေါင်းဆိုရဤစားစဖြစ်ကြတဲ့စကားကိုအေးအေးဆေးဆေးပြောရတယ်ဆိုလို့မရှိခဲ့ဘူး ဟုတ်ပါတယ်ဆွေလည်းသိပါတယ်အောင်ရဲ့ဒါမဲ့လေဆွေကအောင်ချစ်လွန်းလို့ဒါအရေးဆုံးပြီးထွက်လာတာဆွေကြောက်တယ် တိပါတယ်ဆိုရအောင်းကိုချစ်လွန်းလို့ထွက်လာတာမဟုတ်လားကဲအင်ကိုဘယ်လိုပြောပြီးထွက်လာတာလဲ ထွေးထွေးကိုကြည့်ရတာလေသိယုံချင်မှုမပေါ်ဘူးအောင်ရဲ့သိလားအခုတော့မှဆွေရလေဆွေတငယ်ချင်းကြောက်ရဖေးစင်းုံတက်နေရတယ်လို့အဲ့ဒါတွားကြည့်ရမယ်ဆိုပြီးလင်ပြောပြီးထွက်လာတာ ဟာမိုက်တယ်ကွာဒါမှအောင်းရဆွေချစ်ဆိုတာဒါပဲစွန့်စားရဲရတယ်လိန်တတ်ရတယ်ဆိုရက်ပြီလား ဆွေကတော့ကြောက်ပါတယ်အောင်ရဲ့အခုတော့မှလေဆွေကကြောက်စိတ်မပြေသေးဘူးအိမ်ဟာတီးလို့ရှင်တယ်၊ကွိုင်တက်မှာအောင်ရဲ့သိလား အောင်ဆွေကိုပြန်ပို့တော့နော်ဆွေပြန်ခြင်းမီ အ
သမီးကြီးဘာလို့လဲသမီးကြီး သမီးအိမ်ပြန်လာတာမေသမီးကိုခွင့်လို့ပါမေနော်သမီးကိုခွင့်လို့ပါမေ ခွင့်လို့တော့ရတယ်သမီးရဲ့ဒါပေမဲ့သမီးအိမ်ပြန်လာလို့မရတော့ဘူး သမီးဘာလို့အိမ်ပြန်လာလို့မရလဲမေသမီးပြန်လာတာမေအိမ်မှာပဲပြင်နေရ သမီးကအခုအိမ်အောင်နဲ့သွားပြီလေသမီးယောက်ျားအိမ်ကိုသာပြမှာသမီးရဲ့ မလုပ်ပါနဲ့မေသမီးချိန်ထားနေနေလေးနေတော့မေနော်ဒါမှလည်းမနေညာဘာမှမဖြစ်သေးတော့မေနော်မေသမီးအိမ်မှာပဲပြင်နေပါမေသမီးကိုခွင့်လို့ပါ သမီး မပြန်မဲနေတယ် သမီးအိမ်ကိုလုံးဝပြန်လာလို့မရတော့ဘူး သမီးတို့လည်းဘာမှလည်းမဖြစ်ခဲ့ကြပါဘူးမေသမီးပြန်လာ သမီးယောက်ျားအိမ်ကိုသာ မလုပ်ပါနဲ့မေသမီးကိုခွင့်လို့ပါမေမလုပ်ပါနဲ့မေ သမီးယောက်ျားအိမ်ကိုသာပြန် ရောက်ပါနဲ့မေသမီးမပြန်မရစင်းနဲ့မေသမီးတောင်းမှမှာနဲ့မေ တော်တော့သမီးယောက်ျားနောက်တညလိုက်သွားတဲ့မိန်းကလေးတယောက်ဘသူမှလည်းတန်မိုးထားမှာမဟုတ်ဘူး ရှင်ပြတာလေးတော့တော့မေနော်သမီးမရဘာမှမဖြစ်ခဲ့ပါဘူးမေသမီးလည်းဘာမှမဖြစ်ခဲ့ပါ ဘာမှလည်းရှင်းပြမနေနဲ့တော့မိဆွေရှင်းပြလာလို့လည်းဘာမှမထူးဘူးမေမေတို့ဗမာမိန်းကလေးတွေဟာအရှက်နဲ့လူလုံနေကြတာအဲ့ဒါကိုသမီးနားလေဒီလိုအဖြစ်မျိုးနဲ့မေမေတို့အိမ်ပေါ်ပြန်တက်ဖို့ရတယ်လုံးဝမစင်စားနဲ့ မဟုတ်သေးဘူးရှင်နေမမေမမပြောတာကိုလည်းနည်းနည်းနားထောင်ပေးမယ်နော် မထောင်နိုင်ဘူးမေမေတို့ကိုပတ်ဝန်းကျင်ကဘလို့မြင်မလဲဘလို့ဘေးငေါ့ကြမလဲအဲ့ဒါမေမေရှက်တယ်တိလားသမီးမေမေရှက်တယ် မေသမီးတောင်းမှမှာလေ ပတ်ဝန်းကျင်လင်းတော့တာနဲ့ကိုယ်သမီးတောက်ခတ်ရမယ်လေဟာဘိုးကြီးချစ်တယ်လူကပြီးတော့ပတ်ဝန်းကျင်ရဲ့စကားကိုမြင်ပြီးစိုက်နေတဲ့ကိုယ်သမီးအိမ်ရဲ့စကားကိုပို့ပြီးတော့မှပြီးစိုက်တင်တာဗောမမေရဲ့ တော်ပြီကိုယောက်ျားအိမ်ကိုပြန်ညီအဖေလို့လာလို့ရှိရင်ရှုပ်ကုန်တယ်မေမေလည်းအလုပ်သွားပြရှိတယ် မနေဦးလေမ လူလုံးကြမှာလေကြည့်ပါဦးမိုးလဲချုံနေပြီစိတ်ညစ်တယ် ခုချိန်မှာအိမ်တင်ဆွေအိမ်ကဆူမလား အမလေးအောင်ရဲ့စုယုံနေဘဲကမလဲဆွေကိုအသေးတက်လိုက်ကြမှာ ဒါဆိုအဲ့လိုလုပ်လိုက်ဟောင်းအိမ်ဝယ်တခါလေးလိုက်ခဲ့ပေါ့ ဟာအောင်ကလည်းဖြစ်ပါမလားဒုက္ခပါပဲပြီးတော့ပြီးကျင်တာပဲပြီးတော့တယ် ဘာမှဘူးနေကြတာကိုအားလုံးစိတ်ဆက်လိုက်မယ် ခုမှတော့ဘယ်တက်နိုင်မလဲအောင်ရဲ့ဒီတနည်းပဲရှိတော့တာ哦 ဒီမှာမင်းနဲ့ခဏနေခဲ့အောင်နော် အော်ဘယ်လာမလို့လဲ လမ်းထိပ်တင်ခဏလေးပါဆိုရ အော်ရလေကွာ နော်ခဏလေးပါ သွားပါနော် ဟဲ့နင်ကဘယ်သွားမလို့လဲ လမ်းထိပ်တင်ခဏလေးပါမင်းရဲ့ဆိုင်ကပိန်းပေါက်တာဖာတာတော့တွားယူရအောင်ပါမင်းရဲ့ပြီးတော့ဆွေစားဖို့တခုဝယ်ရင်းနဲ့မင်း စိတ်မစားပါဘူးအောင်ရနော်မသွားနဲ့တော့ ဒါဆိုမင်းနဲ့ခဏလေးနေခဲ့နော် အော်လေကွာမသွားပါနဲ့ ခဏလေးပါဆိုရတယ်နော်ခဏလေးပါနော်
လေးတယ်နဲ့ရှိတာနည်းနည်းတော့စဉ်းစားတင်နေပြီနော် မင်းငါ့ကိုဆရာလုပ်နေတာလားဟာဒီမိမကောမင်းတီတော့မယ်မင်းနာမယ် ရှင်တော့ရှင်မူးလာရဲ့အမြင်ဒီလိုတောက်ခပေးနေတာ ဟာဒီမိမကောငါ့ကိုသမင်းလာကူဝဲ မေရဲ့ဒီယောက်ျားနဲ့ဘလို့မဆက်ပေါင်းလို့မရတော့ မိမာရဲ့ဘယ်တတ်နိုင်မှမလဲဟဲ့နင်ယူထားပြီးပြီလေနင်ယောက်ျားပဲဟာ ကဲကိုစိတ်ညစ်တယ်တမီး ညီကဒီစကားကိုညတိုင်းပြောနေကြပါအေးမနဲ့ကြတော့လဲပြီးသွားတာပဲဟာကြော်ထုံးကစိတ်ရင်းကောင်းပါတယ်ဟဲ့အရက်ကလေးဝင်လာရင်လားသွေးဆိုးတာတီးခံလိုက်ပါ ਈ အမေကဒါတီးခံခိုင်းနေတာတမီးကနေ့တိုင်းဝတ်ခံနေရတာ အိုအေးညီးတိထားဘွားလေယောက်ျားဆိုတာလေကားသုံးတစ်ဆင်းတာနဲ့လူပြိုပြန်ဖြစ်တာဟဲ့နင်နာတစ်ခုမှဖြစ်ပြီးနာမည်ပြက်ပြီးကြာရင်ခဲ့မှာကဲနင်ယောက်ျားခေါ်နေပြီလေထမင်းသွားကြွေးတော့ ဒါဆိုရင်မမမမအောင်ချွေးရလေမမေတို့ပြန်ရှင်းပြမယ်ချွေးတာဝန်ယူရနော်မမနော် မမလေးမမပဝင်းညာမင်းကမကြောက်ပါဘူးမလေးရဲ့ ကဲလာပါမမရေ မမမမေတို့ကလက်မခံတော့မခုံအောင်စီပဲပြန်သွားလိုက်မယ်မလေးရဲ့ ချွေးရလေအသက်နိုင်ဆုံးရှင်းပြပေးမယ်မမေတို့လေပတ်ဝန်းကျင်မင်းကောလေခဏဘောမမရေကဲလာစမ်းပါလာမမလာမင်းကလေးတယောက်ဖြစ်တာနဲ့ပဲစဉ်းစားတာနည်းနည်းလွယ်တော့ပြန်ကျင်ခွင့်ရတော့ဘူးလားနောင်တရခွင့်ကိုဖြစ်စင်တာကိုရွေးချယ်ခွင့်မရှိတော့ဘူးလားကိုမဖြစ်ချင်နေနဲ့ယဉ်ကျေးမှုကြီးဒလိထုံးစံတွေနဲ့ပင်သက်ထားတဲ့ဘဝကိုမျက်စိနဲ့ခုံဆင်းလိုက်ရတော့မှာလားကိုဘဝကိုကံကြမ္မာအတိခွင့်ပတ်ဝန်းကျင်ရဲ့အလိုကျနေရမယ့်ဘဝမျိုးဖြစ်နေအပီးတိုင်းမြုပ်နှံလိုက်ရတော့မှာလားဟင်းမင်းမိမိကိုယ်တိုင်လည်းအဲ့ဒီချေရနေကျုံးဖြတ်ပြီးတာတမီးတို့ရဲ့အပန်းတွေကိုနားလည်မှု